ဒါခုပြမယ်အကြောင်းအရာကပေါ့နော်ဦးစားပြမယ်အကြောင်းအရာလေးကနတ်ဖွက်တယ်လို့ပဲပြောရမလားပေါ့နော်ဘယ်လိုလဲဆိုတော့ကိုရီပေါ့နော်9 တန်းလောက်ကဖြစ်ခဲ့တာပေါ့နော်2000ဝန်းကျင်လောက်ကြာပြီလွန်ခဲ့25နှစ်ပေါ့နော်2000ဝန်းကျင်လောက်ကအဲ့တုန်းကဦးသားတို့ကအစိုးရနိုင်ငံမှာနေတာအစိုးရနိုင်ငံမှာနေတော့အဲ့တုန်းကဒီအခုလိုမျိုး mobile phone တွေပေါ့နော် hand phone တွေ mobile phone တွေလည်းမပေါ်သေးဘူးနော်ပေါ်လောလည်းမဟုတ်သေးဘူးဆိုတော့နောက်တစ်ခုက TV မှာလည်းကြည့်ရမှာဆိုတော့အဲ့တော့မြောက်ရီနဲ့မြမအတန်နဲ့ channel နှစ်ခုပဲရှိတယ်ကိုခေလို့ပေါ်များများလည်းမရှိသေးဘူးပေါ့နော်အဲ့တော့8 နာရီဆိုလို့ရှိရင်သတင်းပေါ့နော်8 နာရီသတင်းပြီးလို့9 နာရီရုပ်ရှင်မလာသေးခင်အထိကကိုရီကလေးတိုက်ကမင်းညောထားတယ်ဆော့တဲ့အချိန်ပေါ့ကွာအဲ့တော့အဲ့နေ့ကလည်းဦးသားတို့ကလေးတိုက်ဆော့နေကြပါတော့ညနေ6 နာရီခွဲ9 နာရီလောက်မှာအဲ့မှာအတူတူဘုံနဲ့ဆော့ကြတာဗျာလူကြီးကတော့ပြောကြပါတော့နေဝင်ကြီးတရောချိန်နေအတူတူဘုံနဲ့မဆော့အောင်နှက်ဖွက်တယ်ပါညာပေါ့နော်အဲ့လိုပြောကြပါတော့ဒါပေမဲ့လည်းကိုရီးယားကလေးတိုက်ပေါ့မရှိဘူးဆို16 second အတက်ကလည်း16 second လေးပါကြပါတော့ဆိုတော့သူက senior ပေါ့ကိုရီးယားကလေးအငယ်တွေပေါ့နော် junior လေးပေါ့အဲ့တော့သူတို့ကလည်းဆော့ကြမယ်ဆိုရင်သူတို့လည်းဥဆောင်ပေါ့နော်ကိုရီးယားဆော့ကြမယ်ဟေးဆော့ကြပါပျော်ရွှင်ပဲဒါပေမဲ့အကြီးတွေကတော့မှားတယ်ဘာလဲဆိုတော့ပုံလို့ရှိရင်တယောက်တည်းမပုံနဲ့ပေါ့နော်အနည်းဆုံး2 ယောက်လောက်တော့တူတူပုံဖို့ပေါ့နော်ပြီးလို့ရှိရင်ဟိုဘက်ကိုဆိုလို့ရှိရင်ဘယ်နာလောက်ထိပဲပုံဟလားအရှိဘက်ဆိုရင်ဘယ်နာလောက်ထိပဲပုံနောက်ဘက်ဆိုဘယ်နာလောက်ထိပဲပုံတောင်မြောက်ဆိုဘယ်ဘက်လောက်ထိပဲပုံပေါ့လို့နေရာချပေးတယ်အဲ့ထက်ကြော်ပြီးတော့မသွားနဲ့ပေါ့ကွာသိလားအဲ့လိုမျိုးအဲ့နဲ့ဆော့ကြပါဘောနော်ကိုကြီးဆော့ကြပေါ့ဆော့ကြအဲ့မှာဇလန်းအဲ့မှာစာအဲ့ဒါပါလဲဆိုတော့ဦးစားတို့ကစကဝါပဲခြုံရှိအဲ့ခြုံကြီးမှာပုံကြတာတကယ်ချင်း3 ယောက်ဦးသားတို့ရဲ့ဒီအရှိပေါ့နော်ခြေလန်းအလှမ်း20လောက်မှာအဲ့ခေတ်တော့ပေါ့နော် high ace လို့ခေါ်တာပေါ့ပါမုတ်ကားလို့ခေါ်တာပေါ့နော် high ace ပေါ့နော်ပါမုတ်ကားပေါ့အဲ့ထဲကိုကြတော့ဒီ10 နှစ်ဝန်းကျင်အကိုတယောက်ရယ်နော်အမတယောက်ရယ်ပေါ့နော်သူတို့2 ယောက်ကဝင်ပုံးတာသူတို့အဲ့ကားထဲဝင်ပုံးသွားတာကိုအဲ့စကဝါခြုံရက်မှာရှိတယ်ဦးသားတို့3 ယောက်လုံးကမြင်းနေရတာပေါ့နော်အဲ့ဒါနဲ့လိုက်ရှာကြပါတော့ရှာရလို့ပါလေတူတူပုံနဲ့ဆော့လိုက်ရှာရတယ်တူဆိုတော့လိုက်ရှာကြတာပေါ့နော်လိုက်ရှာတော့အကောလိုမိတာပေါ့နော်ဟိုလူမိလိုက်ဒီလူမိလိုက်ပေါ့နော်တယောက်ပြီးတယောက်မိပြီးတော့အဲ့ဒီခုနပြောတာ high ace ပါမုတ်ကားတဲ့ကအကိုတယောက်ရယ်မိသွားပြီနော်အဲ့ဒီကားထဲမှာအမတယောက်ကပျောက်အဲ့ဒါလေးဘလို့ရှာမတွေ့ဦးစားတို့ကအဲ့ကားထဲကိုအဲ့လူတွေဝင်သွားဆိုတော့တွေ့လိုက်တာ哦တွေ့တယ်တော့ကိုရီးယားတက်တည်ပဲပေါ့နော်သူတို့ဝင်သွားရင်ပြန်မစင်းဘူးဒီလားဘာလို့ဆိုတော့ကားတစ်ခါပိတ်တယ်ကားတစ်ခါဖွင့်တယ်ငါတို့ဒီပါမုတ်ကားဆိုဘေးရဆွဲတဲ့ကားလေဩဆိုတဲ့အတိုင်းအဲ့တောင်ကြားမှာပေါ့ဒီလားအဲ့ဒီအဲ့ကားထဲမှာပုံနေတဲ့အကိုဒီမားတွေရတယ်ဘာလဲဆိုတော့သူတို့ကတဲ့ဒီကားထဲမှာထိုင်ကုန်ရှိတာထိုင်ကုန်တန်းတစ်တန်းမှာတယောက်စီဝင်ပုံးတာတဲ့အဲ့တယောက်ကိုမတွေ့ဘူး2 ယောက်ပဲတွေ့တယ်ဘလို့ရှာမတွေ့ဘူးလူကြီးကိုလည်းမပြောရဘူးပေါ့နော်လူကြီးတွေကမြောက်ရီရအဲ့တော့9 နာရီကတရုတ်ကလာတာ哦တရုတ်ကကြည့်ကောင်းနေတဲ့အချိန်ဆိုတော့မပြောရဘူးပေါ့နော်အဲ့ဒါရှာတာလေနိုင်ဝက်လောက်ကြာရှာမတွေ့ဘူးအဲ့နောက်မှဒီကိုရီအောက်ဖက်ပေါ့နော်ကိုရီဒီအောက်ဖက်ဝင်နေလိုင်းခန်းနေရအောင်အဲ့မှာရှိရဝင်နေဦးလေးတယောက်နဲ့တူအဲ့မှာပါလာတယ်သိလားအဲ့ဦးလေးရပြန်လိုက်ပို့တာအဲ့ဦးလေးရလေနင်တို့ကလည်းဟိုဦးသားတို့စူတာပေါ့နော်နင်တို့ကစားတာလည်းဟိုစာကြီးရိုက်တာလေးကျူးကျော်ဆော့ကြပဲဆိုပြီးတော့သူပြောတဲ့အဲ့စာကြီးရိုက်ကဦးသားတို့ခုဆော့နေရဆိုလို့ရှိရင်လူကြီးဆိုလို့ရှိရင်လူကြီးတယောက်သားဆိုလို့ရှိရင်15 မိနစ်လောက်နည်းနည်းခတ်တော့ရှောက်ရတဲ့နေရာမျိုးပေါ့ဝေးတယ်ကွာပြောမှဆိုဝေးတယ်အဲ့လေအဲ့ဦးလေးရစူတာပေါ့နော်ငါတော့လေလူကြီးတွေပြောလိုက်တို့ဆော့ခမ်းရမယ်အဲ့တော့ညဘက်ကြီးအဲ့တော့ဝေးမဆော့နေပါညာမှောင်နေပြီဆိုပြီးတော့အဲ့ဦးလေးငါတို့စူသွားပါပေါ့နော်ကလေးတို့စူသွားတာအဲ့ဒါဒီအဲ့ပျောက်သွားတဲ့အမယူမေးကြည့်တော့အမဘယ်လိုဖြစ်လို့အဲ့ဒီစာကြည့်ရတာရောက်လာလဲဆိုအမကားပေါ်မှာတက်သွားမဟုတ်လားပေါ့နော်သူနဲ့တူတူပုံတဲ့2 ယောက်ကလည်းအကိုတယောက်နဲ့မတယောက်ကဟဲ့ငါတို့နဲ့တူတူ
ကောင်းမှလိုက်လာမဟုတ်လားဆိုမေးတော့သူကလည်းငါလည်းမသိဘူးတဲ့အဲ့သူကဘယ်လိုလဲဆိုတော့ဆောင်းညောင်လေးထိုင်နေပါတော့ဒီကားဒီထိုင်ကုန်ဖိနိုင်ကုန်နဲ့အရှိအနောက်ထိုင်ကုန်နဲ့ရှေ့ထိုင်ကုန်ဂျားဒီအောက်ကကျမ်းမြေပေါ်မှာသူဒီလိုဒူးလေးတုပ်ပြီးတော့ပေါ့နော်အဲ့လိုအဲ့ဒူးပေါ်မှာမျက်နှာလေးအုပ်ပြီးတော့သူအဲ့လိုထိုင်နေတာအဲ့ထိုင်နေတာကောင်းအောင်နော်အဲ့ထိုင်နေတဲ့အချိန်မှာသူ့ဟိုဟဲ့နေဘသူပေါ့နော်ဥပသူတော်ဘသူရဲ့တမီးမလားနေဒီမှာဘာလုပ်နေရလဲဆိုပြီးတော့အဲ့ဝန်ထမ်းဦးလေးကြီးကခေါ်တော့မှသူကခေါင်းမော့ပြီးကြည့်လိုက်တော့တဲ့သူကအဲ့စာကြည့်တဲ့ရဲ့အပြင်တောင်လေးမှာရောက်နေတာဟာကျူးစင်ကားတဲ့အဲ့လိုရောက်သွားသူလည်းမသိလိုက်အဲ့လိုပြောတော့မှအကုန်လုံးလမ်းပြကုန်တာပေါ့နော်အဲ့နဲ့ပြန်ကြမယ်ဆိုအကုန်လုံးအဲ့တော့မှလူစုခွဲပြီးတော့ဟိုအိမ်ပြန်သွားကြပါပေါ့နော်ဆိုအဲ့မှာပို့ပြီးတော့ထူးဆန်းပြီးတော့ပို့ပြီး shock ကြသွားတာကဦးသားတို့၃ယောက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုရီပုံးနေတဲ့ခြုံပုတ်ရဲ့ရှေ့မှာအဲ့ဒီကားရှိတာလေကိုရီရှေ့တယ်မဲ့ကိုဟိုအဲ့ဒီကိုရီမတွေပေါ့နော်ပုံးမဲ့လူတွေဝင်သွားတာလည်းမြင်လိုက်တယ်အဲ့အမတယောက်တည်းကားပေါ်ကဆင်းသွားတာကိုလည်းကိုရီမမြင်ဘူးအဲ့လိုပဲပုံးသူနဲ့တူပေါ့နော်အဲ့ကားထဲမှာပုံးနေရဆိုတဲ့လူတွေကလည်းကားတစ်ခါဖွင့်နေတာလည်းမကြောက်ဘူးဆိုတော့ဘယ်ဘလို့အဲ့ဒီကားတွေကနေပြီးတော့အဲ့ဒီစာကြည့်ရင်တော့15မိနစ်လောက်ကိုမှလူကြီးတယောက်လမ်းလျှောက်ရင်15မိနစ်လောက်กว่าဘယ်လိုရောက်သွားတယ်ပေါ့အခုတက်တည်လည်းစဉ်းစားလို့မရဘူးဒါမဲ့အဲ့ဒီချိန်ကစပြီးတော့ပေါ့နော်အခုထိအဲ့လိုညဘက်မှောင်ရီပြိုးစားချိန်ဆိုလို့ရှိရင်တော့တူပုံနဲ့မစော့ရတော့ဒီဖြစ်ပျက်လေးကိုပေးပို့ထားတဲ့ TikTok ကမိုးဆိုတဲ့ MO ဆိုတဲ့အကောင့်ပိုင်ရှင်ညီမလေးကျေးဇူးတူပဲတင်ပါတယ်ကဲဦးသားကိုရွေတရေ6ခံရတဲ့ဇာတ်လမ်းလေးပြောပြအောင်မယ်ဦးသားတထုံမှာနေတော့ပါနော်တထုံဦးသားကြိုက်ခေါ်ရက်ကွက်မှာနေတာနေရာတွေပါတော့လမ်းတွေပါတော့တခြားမပြောတော့ဘူးနော်တနေ့ကြတော့ဒီဦးသားအတော်ပေါ့နော်ဦးသားအတော်ကဦးသားတို့နေရဲ့နေရာကိုအလဲလာတာပေါ့ပြောမယ်ဆိုတော့တကြံတွင်းကြီးပေါ့ကွာတကြံတွင်းအဲ့နဲ့ဘလို့တော့အဲ့နဲ့တကြံပြီးသွားတော့အတော်တို့ကကြိုက်ကြီးဖျားပူးကြမယ်ဆိုတော့ဦးသားလည်းအိမ်မှာနေရပြင်းတာနဲ့တော်လေးလို့ကျွန်တော်လည်းလိုက်ခဲ့မယ်ဆိုပြီးလိုက်သွားအောင်သွားတာကဘယ်သူတွေပါလဲဆိုတော့ဦးသားရဲ့ဦးသားအတော်ရဲ့ဦးသားညီလေးရဲ့ညီမလေးရဲ့ပေါ့နော်ညီလေးညီမကဝမ်းကွဲဦးသားနဲ့ဝမ်းကွဲအဲ့အတော်ရဲ့ဟိုတားနဲ့သမီးပေါ့ကွာဒီလားဦးသားနဲ့ကြတော့ cousin တွေပေါ့ဝမ်းကွဲပေါ့အဲ့နဲ့သွားကြတာကတော့ငါတို့မနေ့9:00 နာရီလောက်စသွားကြတာမနေ့9:00 နာရီလောက်စသွားတာလမ်းမှာလည်းဟိုဝင်ဒီဝင်ပေါ့နော်ဟိုမျိုးနှုတ်ဆက်ဒီမျိုးနှုတ်ဆက်ဆိုတော့ဂျိုက်တီယိုကိုပဲချင်းလောက်ရောက်လဲဆိုနေကင်းဘက်လောက်ရောက်သွားကြ2 နာရီ 3 နာရီလောက်ပတ်ဝန်းကျင်ပေါ့မဆိုအဲ့လောက်မကြောက်လေကြိုက်ထုံတဲ့နီးလေးကိုဒါမှမဟုတ်ကိုကအဲ့လိုရှောက်ဝေးနေတော့2 နာရီ 3 နာရီလောက်မှရောက်သွားအဲ့ဒါတော့တောင်ပေါ်တော့မတက်သေးဘူးပေါ့နော်တောင်ချီကိုရောက်တာပြောတာတက်တာဘာညာနဲ့ဆိုတော့တောင်ပေါ်ရောက်တော့ပဲချင်းလောက်ရှိ4 နာရီလောက်ရှိပြီပေါ့4 နာရီလောက်ရှိပြီအဲ့နဲ့ရောက်သွားတော့ဟိုတယ်ရှာပေါ့ဟိုတယ်ရှာဟိုတယ်ရအောင်ဟိုတယ်ရသွားတော့ပြောရလို့ရှိရင်တော့ဟိုရသွားတဲ့အခါဘယ်လိုလဲဆိုတော့ဒီတောင်အောက်ခြေနားလိုပုံစံမျိုးလေးအောက်ဘက်ကိုနည်းနည်းလေးဆင်းရတယ်ဘယ်နားလေးတော့မပြောဘူးနော်ဘယ်နားလေးတော့မပြောဘူးတောင်စွန်းလေးလည်းနည်းနည်းကျတယ်ကွာသိလားဒါဂျိုက်တီကိုသွားနေကြဂျိုက်တီကိုရောက်ပြီလို့သိမှာပေါ့နော်ဆိုတော့အဲ့နေရာလေးဦးစားတော့ရပါကိုလည်းနားကြတာပေါ့နော်တော်တူပါကြနားကြပြုတ်ကြပေါ့ဟိုဦးစားညီလေးရတခန်းပေါ့နော်ပြီးတော့အတော်ယောက်ျားရဲ့ညီမလေးရတခန်းပေါ့လို့နှခန်းပေါ့လေအဲ့ဒါအဲ့မှာလိုပဲနားကြပြုတ်ကြရင်လည်းညဘက်ရောက်သွားပေါ့နော်ညရောက်သွားအဲ့မှာကတည့်ရတိုင်းပဲကိုခွဲဆိုလို့ရှိရင်မီးဖြတ်တယ်အဲ့တော့ဦးသားရဲ့ညီလေးရပါတော့သူ့မိနဲ့သွားအိမ်မယ်ဆိုပြီးသူကဟိုဘက်ကန်ကူကသွားအိမ်တာဗျာကိုယ်လည်းမိတ်ဘူးလက်ဒါ9 နိုင်လောက်မှမီးဖြတ်သွားအဲ့ဒီစင်ပြီးတဲ့ AC ပဲပေါ့နော်ဘယ်ချိန်လောက်လဲဆိုတော့10 နာရီကျော်17လောက်ဖြစ်သွားပြီအဲ့မှာဘာဖြစ်လဲဆိုတော့ဦးစားအခန်းတစ်ခါကိုတယောက်ကထုလို့ဒုံးဆိုတဲ့အတိုင်းစားကြအဲ့လန့်သွားပါရုပ်တရက်ကြီးဆိုဘာလဲဟာပေါ့လန့်သွားတာအရင်မကြောက်ဘူးလန့်သွားပါတော့ရုပ်တရက်ကြီးဒုံးဆိုတော့စိတ်ထဲတော့တရက်ပြန်လာရင်းနဲ့တကားကိုလို့သူတို့ကတောက်စားမူးလာရင်းနဲ့တကားကိုလို့မှီလိုက်လို့ဒုံးဆိုဖြစ်သွားမျိုးလားသူတို့လက်ထောက်လိုက်မျိုးဒုံးဆိုဖြစ်သွားပါတော့တခုပေါ့အဲ့လိုပဲစိတ်ထဲတွေးလိုက်တာဖုန်းလေးနဲ့ပဲ
ဖုန်းလေးနဲ့ငါဂိမ်းဆော့ဂိမ်းဆော့နေတော့တိတ်မကြောက်ဘူးနော်ဟိုစိတ်အာယုံကဂိမ်းနဲ့ပြန်ရောက်တော့အပြင်ကိုတိတ်အာယုံမရှိတော့ဘူးနော်ဥစားဒီမျက်နှာချက်ပေါ်လေခြေတံကြားအဲ့ပေါ်လေးကပတ်ပြီးပြေးနေတဲ့အတန်တွေဖြည်းဖြည်းစကြရတာစိတ်ထဲတော့ကြွက်တွေပဲပေါ့နော်ကြွက်တွေပဲနေမှာပါလေဆိုပြီးတော့တခါအဲ့တိုင်းပဲနေလိုက်ပြန်အောင်ဂိမ်းမဲ့အာယုံပြန်ရောက်ပါဘောနော်ဂိမ်းမဲပြီးဆော့တာတိတ်မကြောက်ဘူးတခါရေချိုးခန်းနဲ့နေပြီးတော့ရေတံကြားရေတံကြားပြီးတော့မကြောက်ဘူးရေချိုးခန်းထဲမှာလမ်းလျှောက်နေတဲ့မှာကြားလမ်းလျှောက်နေတဲ့ဆိုတော့ပုံမှန်ဆိုလို့ရှိရင်တော့ရေချိုးခန်းထဲမှာလမ်းလျှောက်တာငါအပြင်းနေကြားရစရာအကြောင်းတော့မရှိဘူးလေဒါပေမဲ့ရေအခန်းထဲမှာအကျမ်းမြင့်ပေါ်မှာလည်းရေဆိုနေပြီးတော့ရေဆိုနေတဲ့ပုံမှာခြေထောက်ရေဆိုနဲ့ကျမ်းမြင့်ပေါ်မှာခြေထောက်နဲ့လမ်းလျှောက်တဲ့အတန်လေးသိလားအဲ့ဒီအတန်လေပလတ်ဆိုအတန်လေးအဲ့ဒီအတန်ကိုကြားရတာဟာမဟုတ်သေးဘူးပေါ့နော်အဲ့တော့ငါတပြေးပြေးတော့လန့်လာပြီပေါ့သိလားအဲ့ဖုန်းပိတ်ပေါ့နော်ဖုန်းကိုပိတ်ပြီးတော့ဆောင်းချုံပြီးတော့ဒီအိယာမှာလဲနေအောင်အဲ့ဒါတိတ်မကြောက်မိနစ်ပိုင်းလောက်ပဲကြာမယ်နော်အဲ့မှာခြေတန်းလို့ဘာလို့အတိုင်းကြားတာစိတ်ကအရန်ချောက်ချားလာအဲ့နဲ့ငကြက်တက်ပြီးတော့တချင်းဖွင့်ပြီးတော့နော်တချင်းဖွင့်ပြီးတော့အိပ်ပျော်အောင်စူးစမ်းပါနော်အိမ်မယ်စိတ်ထဲမှာအိမ်မယ်ပေါ့နော်အဲ့ချိန်မှာအိမ်မပျော်ကန်နီးလေးအသိစိတ်ကတိနေသေးရနော်အိပ်ပျော်ကန်နီးလေးပေါ့နော်အိပ်ပျော်ခြင်းနဲ့အိပ်မပျော်ခြင်းနဲ့ဂျားထဲမှာဒါပေမဲ့အသိစိတ်ကတိနေတဲ့အချိန်အဲ့မှာဘာလဲဆိုတော့ဥစားဒီနရွက်ဂျားလေးတော့လေးနဲ့မှုတ်တာလေးဆိုတော့အဲ့လိုလေးနဲ့လာမှုတ်လိုက်တော့နာအေးွာဟောယောကြီးချက်သိန်းတွေကတော့ချမ်းလုံးရလေဖြန်းတော့လူထားသွားမျက်လုံးမဖွင့်ရကြောက်လို့အဖေကရွတ်တော့ဘောပေါ်လာတဲ့ဆာမီတော့တမိုးလာဝေးတာရွတ်ပြီးတော့အိပ်ပျော်သွားတယ်ဘယ်နဲ့ဘယ်လိုနိုးလို့မှတော့မသိလိုက်အောင်အဲ့ဒါဥစားရဲ့ဟိုဘက်ကဥစားရဲ့ကာဇန်ညီလေးကလာနိုးမှနိုးတာအဲ့မနေ့ရောက်တော့ကိုယ်တညအိပ်ပဲလာတယ်ဆိုတော့ပြန်ဖို့ပြင်ဆင်ကြပါတော့ပြင်ဆင်ပြီးတော့မနှက်စာစားတဲ့အချိန်အတော်မီးကြည့်လိုက်တာလိုပဲညလိုပဲတော်လေးလိုကြားသေးလားဆိုတော့သူတို့လည်းကြားတယ်တဲ့ဒါပေမဲ့ခြေတန်းတော့ပဲကြားတာပေါ့နော်ကိုယ်လိုတော့နားကိုလေးနဲ့လာမှုတာအဲ့လိုမျိုးတော့ရေချိုးခက်တဲ့အတန်တွေပဲသူတို့မကြောက်သူခြေတန်းတော့ပဲမျက်နှာချက်ပေါ်အတန်အပြင်အတန်အဲ့လိုမျိုးတော့ပဲသူကြားတာတဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့နဲ့ဥစားကိုကြုံတွေ့ခဲ့တာသူတို့ပြပြလိုက်တော့နော်ပြပြလိုက်တော့အဲ့တော့မှအံ့ဩရတာအဲ့လောက်တော့ကြမ်းလာပေါ့လေအဲ့တော့ဥစားဘဝပထမဆုံးတရေ6ခံပူတာပေါ့နော်အခုထိလဲအဲ့ဒီနားကိုလေးနဲ့မှုတ်သွားတဲ့ကိစ္စနားနှကြောလေးစိတ်အိမ်အောင်အေးသွားတဲ့ feeling လေးကိုအခုချိန်ထိကိုကပြန်တတိယနေတော့မယ်အဲ့တော့ဒီဖြစ်ဖြစ်လေးပြပို့ထား TikTok ကနာမည်ပြောပါနဲ့ဆိုရင်ညီလေးကျေးဇူးထူးပဲတင်ပါတယ်ဘဝမှာဒါပထမဆုံး very first လို့ပြောလို့ရပါတော့ပထမဆုံးလို့ပြောရမယ်တရေ6ခံရတဲ့ကိစ္စလေးကိုဒါအားလုံးပြန်ပြီးတော့လဲဟို sharing လေးပြန်လုပ်ပေးရပါတော့ပြပါပေါ့နော်အဲ့ဒါဥစားရန်ကုန်မှာဖြစ်တာမဟုတ်ဘူးဥစားထိုင်းရောက်နေပြီ2018တောင်ပေါ့နော်2018တောင်ကဒီဥစားဒီလုပ်ငန်းခွင်ပေါ့နော်လုပ်တစ်ခုရဲ့လူနေအဆောင်တစ်ခုမှာဖြစ်တာပေါ့နော်အဲ့တော့ကဥစားနေရာရွာလမ်းနိုင်မယ်ရက်ွက်နိုင်မယ်မပြောတော့ဘောနော်အဲ့တော့ဥစားအဲ့တော့ကအလုပ်ယုံတရုံမှာဥစားအလုပ်ဝင်လုပ်တယ်ပေါ့နော်လုပ်တယ်အဲ့ဒီအဆောင်လိုမျိုးပေါ့နော်အဲ့ဒီအဆောင်လိုမျိုးသူကလေးတက်တိုက်ကြီးမှာသူအလုပ်သမားတွေအတွက်ဆိုတော့အခန်းကြီးစီစဉ်ပေးထားပါဘောနော်ဥစားကအဲ့ဒီမှာအဲ့လေးတက်တိုက်ကြီးရဲ့ဒုတိယအတက်ပေါ့နော်ဒုတိယတက်ရဲ့အခန်းတစ်ခုမှာနေရပေါ့နော်ဥစားတို့တိုက်ကဘယ်လိုလဲဆိုတော့ဒီအောက်ထပ်တွေကနေပြီးတော့အပေါ်ထပ်တွေကိုတက်ဖို့လေကအရှိတစ်ခုအနောက်တစ်ခုပေးထားတယ်နှစ်ခုရှိရပါတော့ဥစားရဲ့အခန်းကတိုက်ရဲ့အနောက်ဘက်လေကနေတက်လို့ရှိရင်ဒုတိယတက်ဟိုတက်ချင်းရောက်ချင်းပထမဆုံးအခန်းပေါ့နော်အဲ့လိုပြောရမှာပထမဆုံးအခန်းပေါ့စတွေ့ရတဲ့အခန်းပေါ့ဥစားကြအခန်းမှာတယောက်တည်းနေရတာပထမ2လလောက်က2လ3လလောက်ကဘာမှမဖြစ်ပါဘူးပုံမှန်ပဲလှုပ်ချိန်ရောက်အလုပ်သွားတယ်ပြီးလို့ရှိရင်ဒီလှုပ်ချိန်ပြီးခိုင်းမှာပြန်လာတယ်ပေါ့လေလောက်ကပြန်လာအိတ်တယ်စားတယ်ပေါ့နော်ပုံမှန်ပဲဒါပေမဲ့အဲ့လိုနေရင်းနဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့တညပေါ့နော်အဲ့တညတော့ဘဝမှာဘတော့မှမမေ့နိုင်ပြန်တွေးတိုင်းနေအခုထိကြောက်တော့မယ်ဆိုတော့ဘယ်လိုလဲဆိုတော့ပြပြမယ်အဲ့ညမှာဥစားကဖုန်းလိုပဲဖုန်းကလိနေနဲ့တ
တော်တော်နောက်ကျသွားပါတော့ညံ့ပြီးတော့အိပ်ရဝင်တာနောက်ကျတယ်ပုံမှန်ဆိုလို့ရှိရင်ဥစား10နာရီ10ခွဲလောက်ဆိုအိပ်ပြီမနေ့လည်းလို့ရှိအောင်ဒါပေမဲ့အဲ့နေ့ကဖုန်းကြောင်ပြောတယ်7နှစ်လောက်မှအိပ်ပြော7နှစ်လောက်ထင်တာပဲပေါ့နော်လူအိပ်ပြောပါတော်တော်နောက်ကျတော့မှတ်မိတယ်အိပ်ပြောသွားပြီးတော့ဘယ်လိုဖြစ်လဲဆိုတော့အိမ်မက်တာအိမ်မက်ထဲမှာကဥစားအိတ်နေရပေါ့နော်အိတ်နေတယ်အိတ်ရပါမှာပဲအိတ်နေတယ်ဘေးမှာကောင်မလေးတယောက်ကပုံစံကြည့်ရတော့ထိုင်းចောင်းသူလေးလို့ထင်တယ်ပေါ့နော်အဲ့ထိုင်းចောင်းသူလေးဘာလို့လဲဆိုတော့သူတို့ဝတ်တယ်လေအင်ကြီးအပေါ်အင်ကြီးအဖြူအောက်ကဆက်ကမဲအောင်နေတယ်နိအဲ့လိုလေးกว่าသေးလားအဲ့တော့ထိုင်းចောင်းသူလိုပဲထင်တာပေါ့နော်အဲ့ဒါလေသူကဥစားအိတ်နေတယ်ဒီအိတ်ရဘေးမှာဒီမှုရအောင်ဒီကတင်ဆောင်ပေါ့နော်ကတင်ဆောင်ကိုလက်တစ်ဖက်ထောက်ပြီးတော့ဥစားလို့စူးစူးရိတ်နဲ့စိုက်ကြည့်သိလားအဲ့မှာစောင်းရင်ကြောက်ဖို့ကောင်းတာကွာဘာလဲဆိုတော့သူ့ရဲ့မျက်နှာတစ်ချမ်းလို့တွေးနေတယ်ဟာလကွာအဲ့လိုတစ်ချမ်းအကောင်မလေးဒီဘက်တစ်ချမ်းတွေးတယ်စုပ်ပြတ်တယ်တော်တော်ကြောက်ဖို့ကောင်းအဲ့လေအဲ့တိုင်းတော့အဲ့လိုလက်ထောက်ပြီးတော့ဥစားစိုက်ကြည့်နေပါတော့ဥစားလည်းသူ့မြင်နေရပြတ်ဆိုမျက်စိကိုချက်ချင်းမိတ်ပလိုက်တာပေါ့နော်ပြီးတယ်ပြီးတော့စက်မကြည့်ရတော့အဲ့လို20စက္ကန့်30စက္ကန့်လောက်အဲ့လိုပြန်ဆိုမြင်ပြီးတော့စက်မကြည့်ရတော့မျက်စိမိတ်တာအဲ့လိုမျက်စိမိတ်လိုက်တဲ့အချိန်ထိအိမ်မက်ထဲမှာဖြစ်နေရနော်အိမ်မက်မှတ်နေရအိမ်မက်ထဲမှာမြင်နေရတာဒါပေမဲ့အဲ့လိုအိမ်မက်ထဲမှာမျက်စိမိတ်လိုက်တဲ့အချိန်မှာအပြင်မှာဥစားလန့်ပြီးတော့နိုးသွားတာဒါပေမဲ့မျက်စိကမိတ်ရတာကြီးပဲဒါပေမဲ့နိုးသွားပြီအုံနောက်ကသိရနိုးလာပြီဆိုတာနော်သိရမလားမျက်စိကမဖွင့်သေးအုံနောက်ကနိုးသွားပြီအဲ့တော့အသိစိတ်ကလည်းဝင်နေပြီဒါပေမဲ့အဲ့ချိန်မှာအရန်ကြောက်နေတော့မယ်ဒါပေမဲ့ဇလန်မပြီးသေးဘူးနော်အဲ့ဒါအဲ့လိုမျက်စိရလည်းပိတ်ထားပြီးတော့တွေးရိုက်တာတကွာဘာလဲဆိုတော့ငါလို့အခုချိန်မျက်စိဖွင့်လိုက်လို့ရှိရင်ခုနအိမ်မက်ထဲမှာတွေ့ရတဲ့ရဲမအောင်အပြင်မှာတကယ်များမြင်ရမလားမြင်ပြစေနဲ့ဘယ်ဟာပေါ့လေအဲ့လိုမျိုးဆူတောင်းတာပေါ့နော်မြင်ပြစေနဲ့တကယ်မရှိပါစေနဲ့ဆိုတော့ဆူတောင်းပြီးတော့ဖြည်းရမျက်စိကိုဖွင့်ကြည့်အောင်နော်အော်ဆူတောင်းမပြေခဲ့ဘူးတားကြီးဟာဘာလဲဆိုတော့လေအဲ့ဥစားကြောက်နဲ့မျက်စိကိုဖြည်းချင်းဖွင့်ကြည့်တဲ့အချိန်မှာပဲအဲ့ဒီအိမ်မက်ထဲအတိုင်းပဲအဲ့ထိုင်းចောင်းသူဝေစားနဲ့အဲ့မျက်နှာတစ်ချမ်းလို့သွေးနဲ့ရဲနေရဲ့အဲ့လိုကောင်မလေးတယောက်ကအဲ့လက်တစ်ဖက်ထောက်ထားပြီးဥစားစိုက်ကြည့်နေတော့ပဲအော်အဲ့ဒါယူပြန်ဆိုတကယ်မျက်လုံးကြီးနဲ့မြင်လိုက်ကြပါစောက်ရမ်းကြောက်ပြီးတော့လေအကြည့်ချင်းကလည်းစုံသွားပြီဟွာသေးလားစောက်ရမ်းကြောက်ရလို့အော်ပြီးတော့ထပြီးတော့ထပြီးတော့ယုံတာပေါ့နော်အဲ့လိုလှုပ်တဲ့အချိန်မှာအဲ့တကူလုံးလှုပ်လို့မရဘူးအတန်လည်းမထွက်ဘူးလူကနိုးနေရနော်မင်းတို့ဘလူးစီရဲ့တို့တရေဘလူးစီရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်တယ်အိမ်မက်ထဲမှာဆိုတာအဲ့ဒါအိမ်မက်ထဲမှာဖြစ်တာဥစားတကယ်အပြင်းမှာလှုပ်မရဘူးဖြစ်နေအဲ့လိုလှုပ်လည်းမရအောင်အမကြောက်ပြီးတော့ဖျားဆိုင်မှာရွတ်တာအတန်မုတ်တွေကစလို့ရွတ်လိုက်တာပေါ့နော်ရွတ်တော့အဲ့တရေမှာဘယ်လိုခေါ်မလဲရွတ်တဲ့ဖျားစာကြောင့်ပေါ့နော်နှာကောင်းနဲ့မြက်တွေရောက်လာတာပေါ့စသည်ဖြင့်ပေါ့နော်သူလည်းကိုကဗမာလိုဗုဒ္ဓဘာသာလိုပါဠိလိုရွတ်တာသူလည်းနားလေတဲ့ပုံတော့မဟုတ်ဘူးဒါပေမဲ့ဖျားစာရွတ်လိုက်လို့နှာကောင်းနဲ့မြက်တွေပါရောက်လာပြီးတော့ရောက်လာလို့လားမသိဘူး तू ကတဖြည်းဖြည်းနဲ့အဲ့ဥစားဘေးကနေပြီးတော့အနောက်ကိုဆုတ်သွားပါပေါ့နော်နောက်ကိုဆုတ်သွားပြီးတော့အနောက်မှာနေရန်ရှိတယ်သိလားအဲ့ဒီနေရန်ပေါ့တရေကားတွေကလို့နောက်ပြန်ရင်လို့တွေးလောင်းတက်သွားအဲ့လိုတက်သွားပြီးတော့အဲ့မျက်နှာချက်ပေါ့နော်အဲ့မျက်နှာချက်ပေါ်ကနေပြီးတော့ဥစားကိုလို့ဇောက်ထိုးပြန်ကြည့်အဲ့တိုင်းအဲ့ဒါယူမြင်နေရဘဝမှာအဲ့ဒါအကြောက်ဆုံးချိန်ပဲစဉ်းစားချင်းတကယ်တရေကားတဲ့အတိုင်းဇောက်ထိုးပြန်ကြည့်နေတာဥစားလည်းအိမ်မက်နေရမဟုတ်ဘူးနော်အိမ်မက်ကနိုးနေပြီအဲ့မှာအရန်နေကြောက်ပြီးတော့တားယူလို့ရှုံးထွက်လိုက်တာအဲ့တော့မှလှုပ်လို့ရသွားတာအဲ့တော့မှချက်ချင်းကပြေးထွက်တာအခန်းပြေပေါ့နော်အခန်းကားကိုထွက်လိုက်တာအဲ့မှာလို့တော်တော်ကြောက်ချွေးလည်းပြန်ပြီးတော့တော်တော်လန့်နေဘဝမှာပထမဆုံးကြုံမှုတာပေါ့နော်အဲ့နဲ့အပြင်မှာခဏအခန်းပြင်မှာခဏထိုင်ပြီးတော့စိတ်ငြိမ်အောင်လုပ်ပေါ့နော်စိတ်ငြိမ်အောင်လုပ်ဒါမဲ့ငါတို့
အခန်းထဲကိုပြန်ဝင်ပြီးတော့မအေးရဲတော့တယောက်တည်းဆိုတော့ကြောက်ကလည်းကြောက်ဘေးနားမှာလည်းတငယ်ချင်းတွေပါအခန်းတွေရှိတော့သူတို့ပဲအကူကြီးတောင်းပြီးတော့သူတို့ခန်းမှာပဲသွားရင်ကောင်းမယ်ပေါ့နော်ကောင်းမယ်ဆိုပြီးတော့နိုင်ကြည့်လိုက်တော့မနေ့ကနိုင်ထိုးနေအဲ့နိုင်လို့ရှိတော့အော်ငါဒီချိန်မှာသွားပြီးတခါသွားခောက်လိုက်သွားနှုတ်လိုက်သူများအေးပြက်ကုန်ပါပေါ့နော်မနေ့ကအလုပ်တွေပါရှိကြသေးတယ်ဆိုတော့အားနာပြီးတော့မသွားပဲနဲ့ကိုခန်းရှိမှာပေါ့အဲ့တိုင်းပဲဆက်ထိုင်နေပါတော့ဆက်ထိုင်ခန်းပြင်ဆိုတော့ခြံလည်းကြိုက်ဒီလားဟိုညနဲ့ကြီးမနေ့2 နာရီလောက်ကြီးဆိုတော့ပတ်ဝန်းကျင်ကတိတ်ဆိတ်အခန်းပြင်မှာမောင်းနေရတယ်ကြောက်ဖို့ကလည်းကောင်းတယ်ကွာဒီလားအပြင်းမှာဆိုဟာဒုက္ခပဲပေါ့နော်တကယ်တော့ကိုခန်းထဲမှာကိုနေရတာပို့ပြီးတော့လုံခြုံနေတယ်နော်စိတ်လုံခြုံလို့လည်းပို့ဖြစ်တယ်ဆိုတော့ကဲမထူးကွာတော့ငါခန်းထဲမှာငါပြန်ဝင်တော့မယ်ပေါ့ဆိုပြီးတော့ခန်းတစ်ခါကိုဖွင့်အตาလေးပေါ့နော်အตาလေးခန်းတစ်ခါလေးဖွင့်ဝင်သွားကြည့်ဟိုကြည့်ကြည့်တော့မရှိတော့တည်းရဲ့မှာပုံမှန်တိုင်းပဲအဲ့နဲ့အခန်းထဲပြန်ဝင်တစ်ခါပိတ်ပြီးတော့တောင်းပန်ပါတယ်လို့ငါ့ကိုလည်းလာမနှောက်ရှက်ပါနဲ့ငါ့ကိုလည်းလာမချောက်ပါနဲ့ပေါ့နော်နေကိုလည်းငါဒုက္ခမပေးပါဘူးငါဘက်ကငါအိပ်ပြရစီပေါ့နော်ဆိုပြီးတော့တောင်းပန်ပေါ့နော်ငါမားတွေပဲလှုပ်ထားရှိလို့ရှိရင်ငါတောင်းပန်ပါတယ်ဗာညာပေါ့နော်တောင်းပန်ပြီးတော့စူးစားပြီးပြန်အိပ်လိုက်တာပြန်တော့အိပ်ပျော်သွားပေါ့နော်ဘာမှတော့ထမ်းမဖြစ်ဘူးမနေ့မိုးနေတော့လူကအဲ့လိုအေးရေးပြက်လို့ပဲလားမသိဘူးပေါ့နော်နှုံးပြီးတော့ဖျားခြင်းလို့ဖြစ်လို့အလုပ်ကတော့ခွင့်ယူလိုက်ရတယ်အဲ့လိုဒါပေမဲ့နောက်ညတွေပေါ့နော်ညဘက်ကြတော့ဥစားလို့မြေတာတုပ်လေးပါလေးယူပြီးတော့ကိုရဲ့ကောင်းမှုကုသပါပေါ့နော်ဒီเจ้าသူတွေထိုင်းเจ้าသူတွေရပါစေဆိုတော့မျှပါပေးရမျိုးတော့လုပ်ဖြစ်တယ်အဲ့တော့အဲ့ဒါပဲစွမ်းလို့လားတော့မသိဘူးအဲ့ညပြီးတော့နောက်တော့ဘာမှတော့ထပ်မကြောက်ရတော့ပုံမှန်တိုင်းပဲဖြစ်သွားပါနော်ဥစားတော့အဲ့အလုပ်ထဲမှာတစ်နှစ်လောက်ကြာတယ်အဲ့တစ်နှစ်လောက်ကိုဘာမှထပ်မတွေ့တော့ပြီးတော့ဥစားအလုပ်ပြောင်းသွားပါနော်အဲ့တော့ဒါလေးကိုလာပြောပြတာထိုင်းမှာကြုံခဲ့ရဖြစ်ပြလေးပေါ့နော်ဒီဖြစ်ပြလေးကိုပေးပို့ထားတဲ့ TikTok က Roger ဆိုတဲ့ညီလေးကျေးဇူးတူပဲတင်ပါတယ်အိမ်မာကဥစားတို့ကဘယ်လိုလဲဆိုတော့ဒီခြံတစ်ခုထဲမှာဥစားတို့အိမ်ကပေါ့နော်ခြံတစ်ခုထဲမှာအိမ်ကြီးနဲ့အိမ်လေးဆိုတော့နှလုံးတွဲဆောက်ထားတာအဲ့ဒါနဲ့ဒီ2014လောက်ကြတော့အဲ့အိမ်နှလုံးကြားမှာခြံစည်းရုပ်ကလိုက်တယ်ကွာခြံစည်းရုပ်ကလိုက်တယ်ကွာလိုက်ပြီးတော့ဒီဘက်အိမ်ကြီးကိုကြတော့လူငါးတင်လိုက်တယ်ပေါ့နော်လူငါးတင်ပြီးတော့ဒီဘက်အိမ်ကလေးကိုကြတော့နှစ်ထပ်တိုက်လေးပြောင်းဆောက်လိုက်တယ်ပေါ့နော်ပြောင်းဆောက်လိုက်အဲ့မှာအိမ်ကိုကြတော့သူအထက်ကနေပြီးတော့လှေကားတက်ရတာမဟုတ်ပဲねအိမ်ရဲ့ဘေးဘက်ကနေပြီးတော့တက်လို့ရအောင်လှေကားအိမ်ဘေးမှာဆောက်တာပေါ့နော်ဆောက်တာအဲ့တော့အိမ်ဆောက်နေတော့မှရှိသေးတယ်အိမ်ဆောက်နေတော့မှဒီအဲ့ပယံသမားတွေနဲ့အိမ်ကဦးလေးနဲ့စကားများရတယ်ဒါပေမဲ့ဒီအိမ်ဆောက်ပြီးတဲ့အထိပေါ့နော်အိမ်ဆောက်ပြီးတဲ့အထိတော့အဲ့ဒီပယံအလုပ်သမားတွေနဲ့ပဲဆောက်ဖြစ်သွားတယ်ဥစားရအဲ့အိမ်မှာငယ်လေးရနေတာမွေးရနေတာပဲနေတာအရင်ကဘာမှဖြစ်ဘူးဒီအိမ်နှစ်ထပ်ခုပြောလို့တော့နှစ်ထပ်အိမ်မဆောက်ခင်ဒီဘာမှထူးကြတာမရှိဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီအိမ်ုံနှစ်ထပ်အိမ်ပြင်ဆောက်လိုက်ပြီးတဲ့နောက်ပိုင်းကလေးကအဲ့လှေကားနေတော့လေလူတယောက်လိုဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်နဲ့အဲ့လိုအတန်းမျိုးလေးစပြီးကြားရတာကွာဒါပေမဲ့ဟိုအိမ်ရလူကြီးရတာဘာမှမဟုတ်ပေါ့နော်ဟိုဘေးရင်အကြောင်းနေပါလေလိုပဲညဘက်ဆိုလို့ရှိရင်တက်ကြဆင်းကြပါတော့အဲ့လိုပဲတွေးကြတာပေါ့လေပြောကြဆိုကြတာပေါ့အဲ့လိုပဲထားလိုက်ပါပေါ့နော်ဘာလို့ထွက်ကြည့်နေဘာမှမရှိတာပုံမှန်ဆိုလို့ရှိရင်ဒီအိမ်ဆောက်ပြီးပြီးတော့အိမ်သစ်ပြောင်းပြီးဆိုလို့ရှိရင်ဥစားတို့ဒီဗမာထုံးစံအတိုင်းပဲအိမ်တက်လုံနေကြဆိုတော့ဗောနော်အဲ့နဲ့အိမ်တက်လုံမယ်ဆိုပြီးတော့စီစဉ်ထားတာဒါပေမဲ့အိမ်မားကလေလို့တယောက်ပြီးတယောက်နေမကောင်းဖြစ်လိုက်တခြားအရေးပေါ်ကိစ္စတွေဗောနော်တခြားကိစ္စတွေလို့ပဲရှုပ်ရှက်တွေခံနေရတယ်အိမ်ထဲမလုပ်ဖြစ်ဘူးကွာအဲ့ဒါလေးတခုတင်နေထူးဆန်းတယ်ဗောနော်အိမ်ထဲမလုပ်ဖြစ်ဘူးဖြစ်သွားတယ်အဲ့နဲ့အောက်ထပ်ပေါ့နော်အိမ်ရဲ့အောက်ထပ်မှာကြတော့ဦးစားတို့မိသားစုနေတယ်အပေါ်ထပ်မှာကြတော့ဦးစားအကိုသူတယောက်တည်းနေတယ်ဒါမဲ့အဲ့တော့သူတယောက်တည်းသမားဆိုတော့နေ့လက်ဘက်တွေပါဆိုနေ့ဘက်တွေဆိုလို့ရှိရင်အလုပ်သွားတယ်ကွာအလုပ်သွားတော့အပေါ်ထပ်မှာဘယ်သူမှမရှိဘူးအဲ့ရှင်ဆိုလို့ရှိရင်အပေါ်ထပ်ကနေပြီးတော့လို့ပစ္စည်းပြုတ်ကြတယ်နေပေါ့နော်ပစ္စည်းပြုတ်ကြတယ်နေပြီးလို့ရှိရင်လို့လမ်းလျှောက်သွားရတဲ့မျိုးတွေပေါ့နော်အဲ့လိုမျိုးကြားရတယ်အဲ့တော့ဥစားလည်းငယ်သေးတော့စိတ်ထဲတရေပါညာတော့မရှိဘူးပေါ့နော်အဲ့တော့အတမ်ပလန်ကြားတယ်ဆိုတော့တက်ပြီးတော့ဆက်စုကျင်တာ哦အဲ့နဲ့တက်ကြည့်တော့အဲ့လိုဘာမှလေလို့ကျမ်းမြတ်မှာလို့ပစ္စည်းလဲချနေပြုတ်ကြနေရမျိုးတော့မရှိဘူးအဲ့နဲ့အမှုမမှတ်ပဲပေါ့နော်အမှုမမှတ်ပဲနေလိုက်တာ
တခါတလေကြလို့ရှိရင်ဥစားအကိုရဲ့တငယ်ချင်းတွေကသူတို့အိမ်မှာလာအိတ်ကြတယ်အိမ်မှာလာအိတ်လို့ရှိရင်သူတို့ကလို့အိမ်မပြောဘူးပေါ့နော်အကြောင်းမျိုးမျိုးနဲ့သူတို့အိမ်မပြောဘူးစကားပြောနေရပဲဖြစ်အိမ်ရပြောင်းလို့ပဲဖြစ်အိမ်မပြောကြဘူးပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်သူတို့အိမ်မပြောတဲ့အချိန်ကြီးဆိုလို့ရှိရင်အဲ့လိုသူတို့တယောက်ကလို့ချိနေတယ်လို့မျိုးတနေရာကနေပြီးတယောက်ကလို့စောင့်ကြည့်နေတယ်လို့မျိုးပြီးလို့ရှိရင်အခန်းတစ်ခါလာခောက်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးတွေကြားရတယ်လို့သူတို့ကပြောတယ်ဒါမဲ့အိမ်ကလူကြီးတွေကကြတော့ကိုယ့်ရဲ့ကလေးတွေပဲရှိသေးတာရှိတော့ရောင်နေမျိုးကလေးတွေကြောက်မှာပေါ့နော်ကြောက်နေမယ်မျိုးရှောက်မစနဲ့ပါညာဆိုတော့နည်းနည်းလူကြီးကဟန့်တဲ့အပိုင်းတွေတော့ရှိတယ်ကွာသိလားအဲ့ဒါတရက်ပေါ့နော်တရက်ကြတော့မတ်ရအကိုဥစားအကိုတယောက်တည်းသူဘာလို့အပေါ်ထဲမှာအိတ်နေတယ်တငယ်ချင်းတွေလည်းမလာဘူးအိတ်နေတာညနေနိုင်ခွက်လောက်ရှိမှာအမှတော့လန်နိုးလာတော့သူ့အိတ်ရခြေရင်မှာအဲ့မှာအဖွားထိုင်နေကြလို့ထိုင်ကုန်လေးရှိတယ်အဲ့ဒီမှာခြေရင်မှာထိုင်ကုန်လေးရှိတယ်ဘေးမှာ TV စင်ရှိတယ်ပေါ့နော်သူ့အိတ်ရအလဲမှာအဲ့ဒီအချိန်မှာသူဘယ်လိုဖြစ်လဲတော့သူဘလူးစီးခါလို့လှုပ်လို့မရအောင်ဖြစ်နေတာအဲ့ဒါမျက်လုံးဖွင့်ကြည့်တော့အဲ့ခြေရင်းကထိုင်ကုန်မှာအဖွားကြီးတယောက်ထိုင်တယ်ဒါပေမဲ့အိမ်ကအဖွားလိုပုံစံမျိုးမဟုတ်ဘူးတဲ့ပိန်နဲ့နော်ပြီးတော့လို့နည်းနည်းအဲ့လိုအဝယ်စားတဲ့ခံရမ်းပေါ့နော်ပုံစံအဖွားကြီးအဲ့ထိုင်ကုန်မှာထိုင်ပြီးတော့လို့သူ့ပြုံးပြီးတော့စိုက်ကြည့်နေတာအဲ့ဒါယူသူကမြင်နေရမှာဘလူးစီးကန်ဆိုအဲ့လိုကြီးမြင်လာအခန်းထဲမှာအဲကုန်းဖွင့်ထားတော့မှလေအချွေးတွေပြန်လာတယ်လိုရဲလှုပ်လို့မရဘူးဘုရားစာယူဖို့ကလည်းကျွန်မခေါင်းထဲမှာဘုရားစာကိုတတိမရတော့ဘုရားစာမရတော့ဘုရားစာပဲမေ့သူလိုဖြစ်နေတာပေါ့နော်အဲ့ဒါလေ TV စင်ဘက်ကိုသူကကြည့်လိုက်တော့အဲ့ TV ကပိတ်ထားပဲမဲ့ TV ဖန်သားပြင်မှာအလင်းပြန်တယ်လေအလင်းပြန်တော့အဲ့အလင်းပြန်တဲ့အထဲမှာမြင်ရတာကြတော့ထိုင်ငုံပဲရှိတယ်အဖွားကြီးမရှိဘူးအဲ့ဒါနဲ့ထိုင်ငုံဘက်ကိုပြန်ကြည့်ပြန်တော့လေအဖွားကြီးကပြုံးပြီးကြည့်နေပြန်ဟိုးမတေးရောကြီးအဲ့ဒါအကူကလည်းဘလို့မှမတတ်နိုင်တဲ့ဆုံးပေါ့နော်မျက်စိစုံမိတ်ပြောလေစိတ်ထဲကနေပြောဖွားရကျွန်တော်မချောက်ပါနဲ့ပေါ့ဖွားနေကျွန်တော်ရေဟိုဘက်ခံပါနေပါကျွန်တော်နေရာပေးပါမယ်ဆိုပြီးပြောလိုက်တာအဲ့လိုလေးပြောလိုက်ရောအဲ့ဒီဟိုဘက်ခံနေသူနေရာပေးပါမယ်ဆိုအခန်းထဲကနေပြီးဘုတ်ဆိုတဲ့ပစ္စည်းတစ်ခုပြုတ်ကျတယ်ကြားလိုက်တယ်ကြားပြီးတော့အကူကလှုပ်လို့ရပါတယ်ဟာအဲ့ဒါနဲ့အဲ့တော့မှအကူကထပေါ့နော်ထပြီးတော့ရေတောက်ပြီးတော့ဖျားရရှစ်ခိုးပြီးတော့ဆောင်းချုံကြီးပြန်အိတ်တာပေါ့နော်ပြန်အိတ်ပြီးတော့နောက်နေ့ကြတော့ဘာဖြစ်လဲဆိုတော့အရင်လိုမျိုးအဲ့လိုအိမ်တိမ်လုံးအပေါ်တက်ပေါ့နော်အိမ်တိမ်လုံးအပေါ်တက်ပေါ့အပေါ်တက်မှာလို့လမ်းလျှောက်တဲ့အတန်တွေတို့ဘာတို့ကအဲ့ပစ္စည်းပြုတ်ကြတဲ့နေပါတွေကအပေါ်တက်အနေကအနှံ့ကြားတာမျိုးမဟုတ်တော့ဘဲနဲ့အဲ့ဒီအခန်းသားလေးနားပဲကြားရတာဖြစ်သွားတယ်ပစ္စည်းပြုတ်ကြတဲ့နေပါအဲ့ဒီအခန်းထဲကနေကြားနေရတော့မှအဲ့နဲ့လူကြီးရလည်းမဟုတ်တော့မဖြစ်တော့ဘူးเนาะငါတို့အိမ်တက်လေခုဒီမလောက်ရသေးဘူးဆိုတော့ကဲအိမ်တက်တရားနာမယ်ဆိုပြီးတော့လှုပ်တော့တခါလေးထပ်ပြီးတော့တိုက်ဆိုင်မြန်လာလားမသိဘူးအိမ်ကအဖေကအသေးရောကလည်းစိတ်ုံတင်လိုက်ရပဲအောင်အဲ့တော့အဖေကျမ်းမာရေးကြောင့်ဆိုပြီးတော့တခါအိမ်မှာဘာမလုပ်ဖြစ်အိမ်တက်ပေါ့နော်အိမ်တက်မလုပ်ဖြစ်တော့ပြန်အောင်အဲ့လိုနဲ့ဒီ2026နှစ်ကုန်ပိုင်းတော့ပေါ့နော်sorry 2025နှစ်ကုန်ပိုင်းမှာအဖေဆုံးသွားပေါ့နော်ဆုံးသွားတယ်အဲ့တော့ဖေးဆုံးတော့ရက်လက်လို့တော့လဲဘာကြောင့်ပဲချက်မှမရှိဘူးပေါ့နော်အဲ့လိုအပေါ်ထက်မှာတရားနာမယ်ဆိုပြီးတော့မနာပြစ်လိုက်ပြန်အဲ့နောက်ဆုံးဖေးဆုံးပြီးတော့တလားပြည့်ပေါ့နော်တလားပြည့်ကြမှာအောက်ထပ်မှာတရားနာမယ်ဆိုပြီးတော့ဥစားတော့ဘာမှ plan ဆွဲထားတာပေါ့နော်အဲ့နဲ့ဆရာတော်တွေပဲပညာပါညာဆရာတော်တွေကြွလာပြီးတော့မှအောက်ထပ်မှာမနာပြတော့ဘဲနဲ့အပေါ်ထပ်မှာနာမယ်ဆိုပြီးတော့အပေါ်ထပ်ကိုပင့်ပြီးတော့အပေါ်ထပ်မှာတရားနာကြတာပေါ့နော်အဲ့ဒါအပေါ်ထပ်မှာတရားနာနေတော့ကိုအဲ့ဒီအခန်းထဲလို့ဒုံနဲ့ကြားတယ်အမမရအဲ့နောက်ပိုင်းဝါစုသင်္ကန်းကတ်တာတို့ပါပေါ့နော်အိမ်မှာဝါစုသင်္ကန်းကတ်တာတွေရောတရားနာတာတွေရောပလန်မချပဲနဲ့တရားနာတာတွေပဲလှုပ်ဖြစ်တယ်ပေါ့နော်လှုပ်ဖြစ်ပြီးတော့မှဘီဒင်းဆရာပိုင်းနဲ့မေးကြည့်တော့မှအကြောင်းစုံသိရတာဘာလဲဆိုတော့ဘီဒင်းဆရာတဲ့အဲ့လိုတက်တိနားလဲဆရာကြီးပေါ့နော်ဆရာကြီးပိုင်းနဲ့အိမ်ကိုနည်းနည်းပါစစ်တာပြုတ်တာမျိုးလှုပ်တော့မှသိရတာဘာလဲဆိုတော့အဲ့ဒီနှစ်ထပ်အိမ်ကိုစားဆောက်တော့ကအဲ့ဒီပယံနဲ့အလုပ်သမားတွေနဲ့ပေါ့နော်အလုပ်သမားတွေနဲ့ဦးလေးနဲ့စကားများကြလေစကားများတော့အဲ့မှာပယံခေါင်းဆောင်ကမကျေနပ်တော့
အိမ်အပေါ်ဓာတ်ကိုစောက်မဲ့အထဲမှာတင်းညိုက်မိထည့်လိုက်တာတဲ့ဒါလူတွေများဘယ်တော့ကြောက်ဖို့ကောင်းလဲလို့လားအဲ့မှာ तू ထည့်လိုက်တဲ့တင်းညိုက်မိမှာအဖွားကြီးတယောက်ပါလာတဲ့နောက်တော့လူအဆောင်တွေပါအိမ်မှာဆောင်ပေါ်တော့ရီမန်းတွေပါဖန်တရားတွေပါနားပေါ်တော့လူတွေပါလို့အများကြီးပဲတေချာဝေတော့အတန်တွေပါတော့မကြားတော့အိမ်မှာနေရတော့လည်းစိတ်တန်သွားပါတော့ဦးလေးကဒီတိုင်းပဲဘာမှမဟုတ်ဘူးစကားလေးချိန်တယ်များလိုက်တာဒါပေမဲ့အဲ့လောက်ဒီလုံးမယ်လို့လည်းမထင်ထားဘူးပေါ့နော်ကံကောင်းကျင်တော့ဦးလေးကအမေရိကန်မှာနေတာဆိုတော့အိမ်ဆောက်ပြရတယ်သူကအမေရိကန်ပြန်သွားပါတော့ပြီးတော့ဒီလိုမျိုးကိစ္စတွေပဲဖြစ်ပြီးတော့မှသူကပြန်လာတယ်လို့မဟုတ်ဆိုလို့ရှင်လို့သူကပုတ်ခါဖို့များတယ်ဘာလို့ဆိုတော့သူနဲ့ရန်ဖြစ်တာဆိုတော့သူ့ကိုမချင်တယ်လို့လုပ်သွားတာကိုရီးယားဂျားရက်ခံရတယ်ဆိုတော့အဲကြောင့်မလို့အယောင်ပြတာဘာညာလောက်ပဲခံရတယ်တူတယ်သူ့ကိုဆိုလို့ရှင်တော့နည်းနည်းပိုဆိုးအောင်လုပ်မယ်လို့တူတယ်အဲ့လိုဒီဖြစ်ပျက်ကလေးကိုပို့ပေးထားတဲ့တော်တာရေးကျေးဇူးထူးပဲတင်ပါတယ်အဲ့တော့မကြာခင်ကာလမှာဦးသားတို့ကမကြာခင်ကာလဆိုတာထဲအခုတော့ရုံးပေးရပါတော့ဒီတက်ပို့ပြီးအခုဆို February March April ဆိုတဲ့ချမ်းပေါင်းတော့ခီးသွားရသည်ရောက်ပြီဆိုတော့ခီးဦးသားခီးသွားရင်းနဲ့ကြုံငယ်ဘူးတဲ့အကြောင်းလေးပေါ့နော်ခီးသွားရင်းနဲ့ကြုံငယ်ဘူးတဲ့အကြောင်းလေးကိုဦးသားပြောပြပေးမယ်ဘယ်မှာလဲဆိုတော့ဦးသားတို့ချောင်းသာသွားတဲ့အကြောင်းလေးပေါ့နော်အဲ့တုန်းကဦးသားတို့ဒီမိသားစုနဲ့နောက်ပြီးတော့ဦးသားတငယ်ချင်း2ယောက်ပေါ့နော်ဦးသားတငယ်ချင်း2ယောက်ချောင်းသာသွားကြတာဟိုတယ်နာမည်မပြောတော့ပါဘူးဒါကတော့ရောက်ချင်တဲ့နေရာရောက်တဲချင်တဲ့နေရာမှာတဲပေါ့နော်6ခန်းရင်းနဲ့6ခန်းပိုစာတာပါလာတဲ့လူတွေကလည်း6ခန်းကြပါတော့အဲ့တော့ဦးသားတို့ကကြတော့မိသားစုနဲ့လာတာဆိုတော့ family room နဲ့ယူလိုက်တာပေါ့နော်ပထမဆုံးနေ့ရောက်ချင်းနေ့မှာပဲအဖေရဲ့ဦးလေးရဲ့ပေါ့နော်သူတို့အိတ်နေအချိန်မှာပဒင်းပေါက်မှန်အောင်အပြင်နေတော့လာခောက်တဲ့တဲ့ကြားရတယ်အဲသူတို့ပြပြပါတော့အိမ်ညာမှာကိုရီကိုမနေ့ကျတော့ပြောပြပါတော့ဦးစားတော့မယုံပထမတော့မယုံပေါ့နော်အဲ့နဲ့နောက်တနေ့မနေ့မှာပေါ့နော်မနေ့မိုးလင်းလာတော့breakfast စားကြအောင် breakfast စားကြတော့ဦးစားအခန်းမှာတယောက်တည်းကြံခဲ့ဦးစား breakfast မစားခြင်းဘူးဆိုပြီးအခန်းမှာကြံခဲ့ရပါတော့နည်းနည်းအေးရထားလဲနောက်ကြတာပေါ့အဲ့တော့သူတို့ကလည်းသွားစားကြတော့ကိုကလည်းအထပြီးအခန်းထိုင်ပဲပိတ်တယ်ပေါ့ထဲလော့ချပြီးတော့ခဏအေးရမှာပြန်လဲနေဘိုက်ကနည်းနည်းနားလာအဲ့နဲ့ဆိုပြီးတော့တွားလက်ဝင်မှာပေါ့ဆိုပြီးတော့တွားလက်ဝင်သွားအဲ့စီပဲကိုယ့်ဘာသာကိုပဲတွားလက်သုံးတာပေါ့နော်အဲ့ခဏလည်းနည်းနည်းကြာလိုက်ကြအောင်ဘာဖြစ်လဲဆိုတော့အပြင်ကနေပြီးတော့ဥစားဒီတွားလက်ထဲမှာအပြင်ဆိုတာဒီအိတ်ခန်းထဲမှာပြောချင်တာကွာဟိုအိမ်ပြင်မဟုတ်ပေါ့နော်အိတ်ခန်းထဲမှာခြေထောက်ကိုကျမ်းမြေပေါ်မှာခြေဆောက်ပြီးတော့လမ်းလျှောက်တဲ့အတန်ကြားရိုးတဲ့လမ်းလျှောက်အတန်သိကြရမဟုတ်သိရတိုင်းပဲခြေထောက်ကိုလို့ဆောက်နေဒုံဆောက်လမ်းလျှောက်ပြီးကြားပထမတော့တဲရမလားပြန်လာတာများပေါ့လူကြီးတဲရမလားငါစီအခန်းကိုပြန်လာတာများလားပေါ့စဉ်းစားလိုက်တော့လေဥစားအခန်းထဲနေလောချလာတာဟုတ်ပြီလားသွားပြီပေါ့နော်ဆိုအဲ့နဲ့တွန်းလိုက်တယ်မှာတော့ easy ပဲထိုင်နေလိုက်တယ်အတန်တွေပဲမပေးဘူးနည်းနည်းကြောက်လဲကြောက်တာပေါ့ကြောက်တော့အတန်တွေပဲလည်းမပေးဘူးဒီတိုင်းပဲ easy ပဲထိုင်နေတော့အဲ့ဒီအတန်တွေပျောက်သွားပြီးကြတော့ကိုလည်းကိစ္စပြီးတော့တခါရဲဆုံရပေါ့နော်တခါလေးဖွင့်တော့အပြင်မှာဘယ်သူမှမရှိတော့ပြီးတော့မှဦးစားတငယ်ကြီးတော့အဲ့ကြောင့်လေးပြောပြလိုက်တာအဲ့နဲ့အဲ့ပါလာတဲ့ငယ်ကြီးရပါတော့ဟောင်းနေငါတို့ဒီညမအိပ်ပဲနဲ့ငါတို့ဒီတရေချောင်းပြောမယ်ကွာဆိုပြီးတော့အဲ့နဲ့ဟုတ်ပြီပေါ့ဆိုပြီးတော့ပြောကြမယ်ဆိုရင်ညဘက်လူကြီးအားလုံးအိတ်သွားကြတဲ့အချိန်ပေါ့နော်ကိုရီးယားမေးသေးဟိုလိုဒီလိုလဲဆိုတော့ဘယ်ချိန်လောက်ဖြစ်သွားမလဲတနိုင်လောက်ဖြစ်သွားပြီအဲ့တနိုင်လောက်မှာစပြီးတရေချောင်းပြောကြပါအဲ့အစကတော့အကောင်းကြီးပဲအဲ့ဒါလေးငါတို့စကားပြောနေစကားပြောကောင်းနေကြတယ်ဘယ်ချိန်လောက်ဖြစ်သွားမလဲဆိုတော့ခံမှန်းကြည့်ပေါ့နော်3နိုင်လောက်ရှိပြီအဲ့မှာအဲ့ဘနေ့ကဦးလေးတို့ပြောထားတဲ့အတိုင်းပဲနော်မှန်အောင်ပုတ်ဆိုပြီးလာရိုက်အဲ့နဲ့ရဘာဖြစ်လာလဲမသိဘူးပေါ့နော်ဆိုပြီးတော့ထားပြီးတော့တွားကြည့်တော့ပဒင်းပေါက်မှာအဲ့မှန်မှာလက်ရည်ဒီလားအဲ့လက်ဝါးရည်အဲ့တော့တကယ်ကြီးနေအောင်ဦးစားတကယ်ကြောက်သွားပါတော့အဲ့တော့ဟာဆိုတော့ဖုန်းနဲ့ဟိုဗီဒီယိုလေးတော့ရိုက်လာခဲ့သေးတယ်အဲ့ပြီးတော့ကဲလာဆိုပြီးတော့ပြန်ထိုင်ပြီးတော့စကားဆက်ပြောကြပါတော့စကားဆက်ပြောကြလို့စကားဆက်ပြောတဲ့အချိန်မှာလည်းစိတ်ခံစားမှုတွေပုံမှန်မဟုတ်ဘူးခုနလိုမဟုတ်တော့ဘူးအဲ့လက်ဝါးရိုက်တွေးလိုက်ပြီလို့လားမသိဘူးအဲ့လိုဟို
စိတ်ထဲမှာလေးလေးဖြစ်နေတာပေါ့နော်ပြီးလို့ရှိရင်အနက်တက်တွေကလည်းသိမကောင်းအခန်းထဲမှာတကယ်ဆိုပင်နယ်ကန်းချက်မှာဟိုပင်နယ်ကန်းကြီးပါကွာဒီဘာတွေကဘာပြောလက်ဆက်နေ fresh ဖြစ်နေရမှာလေအနက်ရက်တွေလို့ fresh မဖြစ်နေပဲနဲ့တမျိုးကြီးပုတ်အဲ့ရောလည်းမဟုတ်တယ်တမျိုးကြီးပေါ့နော်နည်းနည်းညှိနိုင်လို့တမျိုးကြီးပဲအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဦးသားတို့နေရဘန်ဂလိုအခန်းပေါ့နော်ဘန်ဂလိုအခန်းဆိုတော့ဟိုဟာဒီအရှိရဝင်ပေါက်ရှိရဲ့အနောက်ကလည်းထွက်ပေါက်ရှိနှစ်ပေါက်ရှိရဲ့လေအဲ့ဒီအနောက်ကတကားကိုလာဖွင့်တဲ့ပုံစံမျိုးအဲ့လိုဟိုဒီတကားဟိုပါပေါ့လက်ကင်ဘူးလေလက်ကင်ဘူးဆိုလာလှည့်ရလေဒီလားတယောက်ကလက်ကင်ဘူးလှည့်ရအောင်ဒါပေမဲ့အထဲမှာလော့ချလာတာကိုလော့ချတာဖွင့်လို့မရအောင်ဟာချားလိုက်တော့တော်တော်ကျတဲ့အတိုင်းကဥစားတကယ်ကြီးကိုဟောင်းငါမရတော့လို့မီးထားဖွင့်လိုက်တော့မယ်ဥစားမီးပိတ်တာအခန်းထဲမှာမီးထားဖွင့်ဖို့ထပေါ့နော်ထပြီးတော့အဲ့မီးခလုတ်ဆိုတွားတဲ့အချိန်မှာခေါင်းမိုးတုတ်ခေါင်းမိုးပဲတုတ်ခေါင်းမိုးကိုခုံချတဲ့တိုင်ဝုန်းဆိုကြားကြားပြီးတော့သူငြိမ်သွားပါတော့ဘုံဆိုပြုတ်ကြတော့ကွာအပေါ်မှာအုံးမြင်နေပါရဲ့သူမအုံးလက်တွေပါပေါ့နော် something များလို့ပြုတ်ကြလားဆိုနားဆွင့်လိုက်တော့နော်တခုနဲ့ပြုတ်ကြလားပေါ့မင်းတော့ကြောက်နေပြီပြီးတယ်ပြဘာဖြစ်လဲဆိုတော့လေအဲ့လိုဝုန်းဆိုပြီးတော့ခေါင်းမိုးပေါ်မှာသူ့ပြားပေါ်လေပြေးသွားတဲ့အတိုင်တော်ကြောက်အားအဲ့တိုင်ကြတော့ဟာကိုဦးစားတကယ်ကြောပေါ့နှစ်ယောက်လုံးကြောက်ပြီးနှစ်ယောက်လုံးမိတ်တော်ငုတ်လို့ကြည့်တိုင်းတာအဲ့လိုအမိုးလေးနဲ့တွေပဲအမိုးလေးတော့မှအိမ်ရလူတွေတော့တိတ်ပြီးတော့ဘာမှတော့မပြောပြလိုက်ဘူးပေါ့နော် breakfast ပဲစားပြီးနေ့လေတေးတော့ပြန်အိပ်ပေါ့နောက်တစ်နေ့ရောက်သွားနောက်တစ်နေ့ကျတော့ည2 နာရီလောက်ရှိမယ်နဲ့တူတယ်ခမန်းကြီးဦးစားအိပ်ပျော်နေပြီအဲ့မှာဦးစားကိုလာနှိုးတာထတော့ဘာဖြစ်လို့လဲမဆိုပြီးတော့အမဘာပြောလဲဆိုတော့နေကြားလာတယ်ဟဲ့လို့မကြပါဘူးလို့ဆိုတော့ဘာကြားလို့လဲမဘာကြားလို့လဲဆိုပြီးတော့သူ့နားထဲမှာတဲ့ shake it ပေါ့နော် shake it တချင်းကိုအဖွားကြီးတယောက်ကစိုးနေတဲ့အတန်မျိုးအဲ့လိုပုံစံမျိုးကြားနေရတာအဲ့လိုပြောတာကိုလည်းစမကြောက်ဘူးမကြောက်နည်းနည်းဟိုနားဆွင့်တော့အဲ့လိုလဲအာယုံလဲစိုက်ပြီးတော့တေချာလဲနားဆွင့်ပြီးနားထောင်လိုက်တော့မှဟေ့အောင်ကြီးအမပြောတာဟုတ်တယ်အဖွားကြီးတယောက်ကလေဟို shake it တချင်းကြီးဗမာချင်းကြီးပုတ်ကိုအဲ့လိုစိုးနေပုံညီးနေတဲ့ပုံမျိုးအတိုင်ကြားနားတယ်ပါအော်ဟိုတကူလုံးဖြန်းတော့မချက်သိနေတာခေါင်းမွေးပါထောင်းဘာလာအိမ်မယ်ဆိုအတင်းအဲ့ဒါဆောင်းခေါင်းရုံမောင်နှမတွေအတင်းမျက်စိမပြီးအိတ်ကြတာပေါ့နော်ဥစားချောင်းသားမှာကြုံရအဖြစ်ပြက်လေးအဲ့တော့မကြခင်ကာလမှာနော်ပွင့်နေရသည်လေးမှာချောင်းသားသွားခြင်းနဲ့ဆိုတဲ့ဥစားရဲ့တားရီသမီးညီကိုမောင်နှမတွေရှိလာပြီဆိုလို့ရှိရင်ရှိခဲ့တယ်ဆိုလို့ရှိရင်လည်းဘယ်ဟိုတယ်လဲဆိုတာတော့မပြောတော့ပါဘူးကန်ကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါပေါ့နော်အဲ့တော့အခုဦးစားဖတ်ပြတဲ့ဇာတ်လမ်းလေးကိုပေးပို့ထားတဲ့ကိုအုပ်ကြီး TikTok ကိုကြီးကျေးဇူးထူးပဲတင်ပါတယ်